င်္ဂလာပါခင်ဗျာတနင်္သာရီဂယ်လရီပရိသတ်များအတွက်တနင်္သာရီတိုင်းအတွင်းကစာပေယဉ်ကျေးမှုအမှုပညာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုအတန်ဆောင်းပါအဖြစ်တင်ဆက်ပေးတဲ့အစီအစဉ်မှာဒီတစ်ပတ်မှာတော့အေသင်ရဲ့ထမင်းမြေစာကြီးကနားနဲ့ဆောင်းပါကိုတင်ဆက်မှာပါထမင်းမြေစာကြီးကနားနှင့်တဝဲတေးဟုဆိုသောဝါလိုက်ပါတော်မိုးနှင့်ကျွဲသားနှစ်ကောင်ကွဲသားနှစ်ခွန်တို့ကိုမြန်မာစာကျောင်းသင်ခန်းစာများနှင့်အတိများကြသည်တကယ်တော့တဝဲစကားပြောသူများအကြားကြပြာဆက်ဆိုမှုမှာထင်ထင်ရှားရှားကြီးရှိမနေဟုခံစားမိသည်ဆိုးစရာရွတ်စရာတသစရာခံစားစရာတဝဲကြပြာများကိုအာတိတပြင်းပြနေမိသည်ထို့ကြောင့်ရင်ထဲကပေါ်လာသောအရာအချို့ကိုခြာရေးလိုက်သည်တဝဲစကားပြောနေကြသူတို့ရွတ်ဆိုသောမထောက်အောင်အဓိပ္ပာယ်လဲရှိတန်သလောက်ရှိအောင်တဝဲဒေသဤတရုတ်တကန်လဲပေါ်အောင်တဝဲစကားဤထူးခြားသောလာဆွဲတန်စကလုံးများကိုလဲပေါ်လွင်အောင်ဖွဲ့လိုက်သည်မြည်သည့်မြန်မာကဗျာစက်နီးကိုမျှကိုးကားခြင်းမရှိတော့လဲရွတ်ဆိုရာတွင်ကာယံရအောင်တော့တတိထား၍စက်ထားပါ၏အဓိပ္ပာယ်အကျဉ်းကတော့ဒီလိုရဲ့ထမင်းမြိန်စားရန်စားစရာပြင်ပိန်းကြောက်ပြင်ကိုလှီးဖို့ပြင်တော့ရားနိုင်တယ်လို့ထင်နှစ်နွေးတုံးကိုကြောက်ပြင်ပေါ်တင်ကြိတ်၍နှစ်နွေးထက်ချက်ရန်ကျောင်းပေါ်တွင်ကြီးလာနာပြန်ဖုန်ကြီးကျောင်းကံမှာထမင်းချက်စားကြဟန်ကြီးကိုခဲနှင့်ပြစ်တော့ကြီးထပြေးပြန်ကြောက်ခဲပြန်ကြလာတော့ကျောင်းခေါင်ပေါ်ကြီးကပြန်လာနာပေါ်ဒီလိုနဲ့လှပ်ပြန်တော့ကြီးကတခြားကျောင်းဆောင်ဘက်ပြေးသွားတော့ဦးထွန်းသိန်းရဲ့ပိန်းမြင်ကြီးဟာမြစ်ချောင်းနားမှာပေါင်နေပေါ့အဲ့ဒီကပိန်းတွေရလို့ချက်မဲမြစ်နဲ့ပိန်းနဲ့ဟင်းချူချက်သီဟိုရွက်ဟာတို့စရာကွက်ပြင်းတော်သိန်းလက်လက်ဆက်ဆက်ငလိတ်ကြောင်မိခင်နဲ့ထမင်းမြင်လက်တက်ထမ်းရီချင်းအောင်းရည်နဲ့ဖြော်ထားတဲ့ငပိဖြော်ငပိသုတ်ကလည်းခက်ဆက်ဆက်မှန်းမလီစာကလီနာပလီကောပြင်လှီးဖို့ပြင်ရောင်းမဲ့ဆိုထံကလောပြင်ထမ်းမှနှွမ်းခဲတန်ကလောထမ်းမှကလီနာဘန်ကလောခဲနာပြတန်ကလီထာပလီဘလန်ကလောခဲပလန်ကလကလောခွန်ထမ်းမှကလီပလန်ကလကလောပလောဘီကလီပလန်နော်ထုံစီပလီဘလန်မလက်ခေါနာမှပေါ်နေဘန်မလဲနာပလီနာဟန်ရှုရှက်ကလေးဝါပိရှာဖြစ်ပေါပီနိုဝခလာလာလီကလောဝါကမမ်လီဒအောက်ရဲ့ပြီးဖြောခဆဆာအေသင်ခေတ္တမြင့်စုလာအခုတင်ဆက်ခဲ့တဲ့အတန်ဆောင်းပါးကတော့စာရေးဆရာအေသင်ရဲ့ထမင်းမြိန်စာကြီးကနားနဲ့ဆောင်းပါဖြစ်ပါတယ်နားဆင်ပေးတဲ့အတွက်တနင်္သာရီဂယ်လရီအဖွဲ့သားများကအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ